အဝင်ဝမှာတဲ့ကတော်တော်လေးကိုထူးဆန်းတဲ့အရာတစ်ခုကျွန်တော်တွေ့ခဲ့တယ်ပေါ့နော်။ဘာလို့ကျွန်တော်ထူးဆန်းတယ်လို့ပြောလဲဆိုလို့ရှိရင်အားလုံးမင်္ဂလာပါဒီနေ့ vlog လေးကတော့ကျွန်တော်တို့ဂျပန်နိုင်ငံဖူကူအိုကာမြို့မှာရှိတယ်ဖူကူအိုကာတာဝါကိုတွားလည်ထားတဲ့ vlog လေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီလိုအားလုံးလိုက်ကြည့်ကြအောင်ပထမတော့ပါလဲဆိုတော့အဝင်ဝမှာရှိတဲ့ဒီဟိန္ဒူဖျားရုပ်ထုတွေပဲဖြစ်ပါတယ်ဒီဘက်မှာငါးခုရှိတယ်ဟိုဘက်မှာလည်းရှိတယ်ပေါ့နော်ဘာလို့ကျွန်တော်ထူးဆန်းတယ်လို့ပြောလဲဆိုလို့ရှိရင်ဒီခိတ္တရွှေမြို့မှာဟိန္ဒူနဲ့ပတ်သက်တဲ့ဟိန္ဒူ literature နဲ့ပတ်သက်တဲ့ဟာတွေဒီလိုဖျားเจ้าနေဆိုပြီးတော့ကျွန်တော်တိတ်ပြီးတော့မတွေ့ခဲ့ဘူးပေါ့နော်ဟိုလုံးလုံးမတွေ့ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီမှာကဒီလိုအများကြီးရှိနေတာတော်တော်လေးထူးဆန်းတယ်အဲ့တော့ဘာကြောင့်လဲပေါ့အဲ့ဒါနဲ့ကျွန်တော်စိတ်ဝင်စားပြီးတော့ဒီရုပ်ထုတွေရဲ့ history ကိုထောက်ကြည့်တဲ့အချိန်မှာပေါ့နော်1989ခုနှစ်မှာဒီဖူကူအိုကာနှစ်တရာပြည့်အနေနဲ့ပေါ့နော်ဒီ Asia Pacific ဒီ cultural ပွဲတစ်ခုအဲ့ expo တစ်ခုကိုသူလုပ်ခဲ့တယ်တဲ့အဲ့လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီ Asia Pacific မှာရှိတဲ့ယဉ်ကျေးမှုကိုဖော်ပြတဲ့ဆလဲတွေရုပ်ထုတွေပြီးတော့တခြားဟာတွေအများကြီးကိုသူပွဲတစ်ခုလုပ်ခဲ့တယ်ပေါ့နော်အဲ့ပွဲအပြီးမှာဆိုလို့ရှိရင်လည်းဒီနားမှာနောက်ထပ်တစ်ခုရှိရဲအဲ့မမိုချီ Seaside Park ဆိုပြီးတော့အဲ့နားမှာတချို့ဆလဲတွေရှိတယ်ပြီးတော့ဒီကျန်တဲ့ဇလဲတွေကိုကျတော့ဒီဖူကူအိုကာတာဝါရဲ့အရှိမထားခဲ့တယ်ဆိုပြီးတော့မှโอเคကျွန်တော်တို့ဘဝမှာတော်တော်လေးဟိုစိတ်ဝင်စားတဲ့အကောင်ပြီးတော့ဆက်ပြီးကြည့်လိုက်ပြီเนาะအဲ့တော့ကျွန်တော်အခုဖူကူအိုကာတာဝါအထဲကိုဆက်ပြီးဝင်ကြည့်ပါမယ် let's go